ရွှေပေါ်မြတ်တင်နေရသူဖြစ်ပေမယ့်ပရာဟိတလုပ်တွေလုပ်နေတဲ့ကြီးမင်္ဂလာပါရှင် Five Star Channel ကကြိုဆိုလိုက်ပါတယ်အစရောကြီးလို့လူသိများတဲ့ကောင်မလေးကတော့ရွှေနန်းတော်ရွှေဆိုင်ရဲ့တူရီတော်သမီးဖြစ်ပြီးဒေါ်သက်သက်ခိုင်ရဲ့သမီးဖြစ်ပါတယ်စိန်နန်းတော်စိန်ဆိုင်ပိုင်ရှင်ရုပ်ရှင်သရုပ်ဆောင် Train Drabo ရဲ့တူမလေးဖြစ်ပါတယ်သူမကမြန်မာစတာမှာတချင်းဆိုပြိုင်ခဲ့ဘူးလို့စရောကြီးလို့လူသိများတာပါကြီးကတော့ရွှေခွက်နဲ့ချင်းစေပြီးမွေးလာခဲ့သူဖြစ်ပြီးမိဘရဲ့ပတ်စံကိုထိုင်ပြုံးနေသူမဟုတ်ပဲပရာဟိတလုပ်တွေကိုလောက်ကင်နေသူလည်းဖြစ်ပါတယ်။တသက်စားမကုန်နဲ့စီးစိမ်နေနဲ့ဇိမ်နဲ့နေလို့ရပေမယ့်ပရာဟိတလုပ်တွေကိုထိထိရောက်ရောက်ကူညီပေးနေတာပါ။ငလင်ဘေးတင်ဒေသတွေကိုလည်းသူမကိုယ်တိုင်သွားရောက်ပြီးကယ်ဆယ်ရေးတွေလုပ်နေတယ်လို့တပ်ပေါ်ရီတွေကိုထုတ်ပေးတာတွေထိစီဒနာရီပြည့်နဲ့လောက်ကင်ပေးနေပါတယ်။အစရောကြီးကတော့ငလင်ကူညီရေးနဲ့ပတ်သက်ပြီးသူမရဲ့အတွေ့အကြုံနဲ့ခက်ခဲတွေကိုပြောပြလာခဲ့ပါတယ်။ကြီးကနေငလင်စတင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကစပြီးနေပြည်တော်မှာပြည်သူတွေကိုကယ်ဆယ်ရေးလုပ်ပေးခဲ့ပြီးပျော်ပွဲမန္တလေးဘက်တို့မှာလည်းတခြားပရိသတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ကယ်ဆယ်ရေးလုပ်ကိုင်နေတာပါ။ကြီးပြောတာကတော့အလူရှင်တွေကမန္တလေးနဲ့စကိုင်းဘက်ကိုပဲတွားလူကြတာများပြီးပျော်ပွဲနဲ့နေပြည်တော်ကိုလာလူတဲ့သူကနေပါတယ်လို့ပြောပါတယ်။နေပြည်တော်မှာဆိုရင်လည်းပြည်သူတွေရဲ့အိမ်တွေအများစုပြိုကျခဲ့ပြီးဒုက္ခရောက်နေတဲ့တာမန်ပြည်သူတွေအများကြီးရှိနေတဲ့အကြောင်းနဲ့အခုထိတပ်ပေါ်ရီမထုံရသေးတဲ့နေရာတွေလည်းရှိနေတဲ့အကြောင်းပြောပြလာခဲ့ပါတယ်။နေပြည်တော်ကပြည်သူအိမ်တွေပျက်စီးနေတဲ့အဆောက်အုံတွေရဲ့အောက်ထိသူမကိုယ်တိုင်ဝင်ရောက်ပြီးတော့အလောင်းရှာဖွေတာတွေလှုပ်ဆောင်နေတာပါ။အလောင်းတွေကသေပြီး3ရက်ဆိုလောက်တွယ်နေပြီပုံအနက်တန်ကအရန်ဆိုရတယ်။တချို့လူတွေကတော့တေသူတွေရဲ့ဘဲခနာကိုစိတ်ပိုင်းလေးပဲရရလက်ခံပြီးမိတကြိုချပေမဲ့တချို့ကတော့လူတကိုယ်လုံးပြန်ရတဲ့အထိလိုချင်ရင်ခနာကိုပြည့်ရအောင်စိတ်ပိုင်းတွေရှာပေးရတယ်လို့ကြီးကပြောပါတယ်အလောင်းကပုံနဲ့ရန်ထွက်နေရင်တော့ဘုံကြီးရှိတီမတည်သွားတော့ပဲဇရက်ရှိကကားထဲမှာပဲအလောင်းကိုတင်ထားပြီးတရားနာမျှဝေရတယ်လို့သိရပါတယ်အခုထိကြီးရဲ့ဖွဲ့ကအလောင်း40ကျော်ရှောင်ဖွေထုတ်ယူပေးနိုင်ခဲ့တာဖြစ်ပါတယ်နေပြည်တော်မှာတော့ငလင်ဘေးတင်တာမန်ပြည်သူတွေများကြီးရှိနေပြီးအလူရှင်မရှိလို့စားစရာအိမ်သုံးပစ္စည်းတွေများကြီးလိုအပ်နေပါတယ်။နေပြည်တော်ကပြည်သူတွေကိုလည်းပြင်မထားကြပါနဲ့လာလူကြပါလို့ကြီးကတောင်းဆိုလိုက်ပါတယ်။အပေါ်မှာပြောခဲ့သလိုပဲကြီးဟာရွှေစုံကြိုက်ပြီးမွေးလာသူဖြစ်ပေမယ့်မောင်မကြောင်းဝခြင်းမရှိပဲသူမရဲ့တွေးခေါ်ခံယူချက်တွေကလည်းဖြူစင်ရိုးသားနေသူဖြစ်ပါတယ်။ကြီးကပရာဟိတလုပ်တွေကိုပေါ်ပင်လုပ်နေတာမဟုတ်ပါဘူး။လွန်ခဲ့တဲ့2နှစ်လောက်ကတည်းကပရိဒတ်အဖွဲ့တွေနဲ့လက်တွဲပြီးလှုပ်ဆောင်ခဲ့ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလရေဘေးကာလတုန်းကလည်းကုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။သူမနေထားနေဆိုရင်သူမဝါသနာပါတဲ့တချင်းငွေတွေကိုမိဘပတ်စံနဲ့စိတ်ကြိုက်ထုတ်လို့ရနေပြီမယ်။မိဘချမ်းသာတာဟာလူချမ်းသာတာမဟုတ်ဘူးဆိုတဲ့အတွေးခံယူချက်ကိုလက်ကင်ထားပြီးကိုအားကိုနိုင်အောင်စူးစမ်းနေသူတယောက်ပါ။ပရိသတ်တွေကတော့ကြီးဟာသူ့ရဲ့မိဘတွေနဲ့မတူပဲစိတ်တက်တဲ့လုပ်ရက်တွေကလေးစားစရာကောင်းတယ်လို့ချီးမွမ်းနေကြပါတယ်။